ကင်မရာပိုင်းကောင်းတာကိုလိုချင်တာလားမှန်ခုံးမှန်လက်ပွင့်နဲ့သဘောကျလားဒါဆိုရင်တော့ကြာစည်းလေးနဲ့သူပြန်လဲရောက်ရှိလာတဲ့တသမမုံနဲ့မှန်ခုံးလေးကသဘောကျတဲ့ customer လေးတွေအတွက် all-round တိုင်းပတ်သုံးရင်အရန်မိုက် gain ဆော့ရင်လည်း performance ကျန်နဲ့ Redmi Note 15 5G လေးတွေပစ္စည်းပြရောက်ထားပါတယ်ရှင်ဒီ Redmi Note 15 5G လေးတွေရဆိုလို့ရှိရင် SoC ပိုင်းလည်းမြင့်သွားတဲ့အပြင်ကိုမှ AMOLED မှန်လက်ပွင့်နဲ့ကြိုက်သူများအတွက်ကတော့ဒီဈေးတန်းဝတ်ကျင်မှာလုံးဝရွေးချယ်တဲ့ brand လေးပဲဖြစ်ပါတယ်ရှင်ကဲဒီတော့မလေးက Snapdragon 6 Gen 3ကိုမှ Note series ရသဘောကျတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးမှာအရင်ရှင်းသွားမှာဆိုလို့ Coin Parking ဖောက်ထားလေးရှိတယ်ချစ်တို့တစ်ချက်ပြပေးမယ်ဒီဖြူရောင်လေးကလေရှာရှာပါပါတော်တော်လေးကိုမှလှတယ်ဖြစ်ဖြစ်ခအောင်လှတယ်ဒီမှာကြီးအမတို့နော်လုံးဝလှတယ်လူထွက်ပိုလှတယ်နော် CPU လဲမိုက်သွားမယ်သူကစထွက်တုံးကဆိုရင်အကျန်းလဲခံတဲ့ရေးဘူးရေးနှစ်မျိုးလုံးရတယ် Cache display ကိုမှမှန်ခုံးလေးကြိုက်တယ် performance ပိုင်းမြင့်နေဆိုလို့ရှိရင်တော့မလဲကဒီ8သိန်းဝန်းကျင်မှာဆိုလို့ရှိရင် Redmi Note 15 5G လေးကိုကောင်းကောင်း recommend ပေးတယ်သူမှဆိုလို့ရှိရင်အသင်းဝက်ဆိုရင်45 watt ကြိုးကောင်းတွဲရဲ့ပြန်ပါထားတယ်ကာဗာအမဲလေးကလည်းပြန်ပါထားတယ်ဒါတော့သူ့ရဲ့အားသာချက်ဖြစ်ပါတယ်သူရဲ့ screen size ဆိုလို့ရှိရင် 6.77 inches ကိုမှ AMOLED ကို 6GB color 120ရဲ့သုံးထားပေးတာဖြစ်ပြီးတော့ refresh rate ပိုင်းကလည်းမိုက်တယ်ဒါအပြင်ပေါ်ပါထိပွင့် AMOLED နဲ့သုံးပြီးတော့မှဖြစ်ပြီးတော့ battery အမြတ်9000ကျော်ပါဝင်ထားတာမို့လို့ daily use သုံးတဲ့သူဖြစ်ဖြစ် gamer ဆော့တဲ့သူပဲဖြစ်ဖြစ်တော်တော်လေးကိုမှမိုက်တယ်မှန်ခုံးလေးက Redmi Note 15 5G ပဲဖြစ်ပါတယ်ရှင်Android version ဆိုလို့ရှိရင်လည်း50နဲ့လာမယ် HyperOS ဆိုရင်လည်းနောက်ဆုံးပေါ် upgrade ကိုအသုံးပြုလို့ရတာဖြစ်ပြီးတော့အမတို့ကင်မယ်ဆိုလို့ရှိရင်လေဒီဒီဇိုင်းဝတ်စင်မှာမျက်စိဇုံမိတ်ပြီးတာ Note 15 5G ကိုရဲရရွေးချယ်လိုက်တော့ဘာရိုက် lighting မောင်မဲပြီးတော့လေတင်လား photo ဓာတ်ပုံရိုက်လိုက်တိုင်းစိတ်ပြက်စီရလေးပဲဆိုရင်ဒီကောင်လေးကိုကင် Ultra wide မှာ 1.8 megapixel main camera ကိုသုံးထားပေးတယ်Ultra wide တွေ telephoto lens တွေဒါအပြင်အများကြီးအားသာချက်တွေပြင်ပါတဲ့အပြင်ကို selfie နဲ့ပဲဆွဲဒါ back camera နဲ့ပဲဆွဲရိုက်တိုင်းမှာဓာတ်ပုံတွေလာမယ် live photo ပါအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ရှင်ရေဆိုအတန်းခံမှုနှုန်းဆိုလို့ရှိရင် IP66 ကိုမှရေဆိုအကျန်းခံတာဖြစ်ပြီးတော့သူ့ရဲ့ရှေ့ရမှန်သားပိုင်းဆိုလို့ရှိရင် Xiaomi မှာဈေးကြီးပေးဝယ်ရတဲ့အကျန်းခံပါတယ်ဆိုတဲ့ Dragon Crystal Glass ကိုသုံးထားပေးတာပဲဖြစ်ပါတယ်ဒီ Redmi Note 15 5G လေးတွေဆိုရင်မင်းတို့ရဲ့ iStar Mobile မှာ color ရောင်စုံဟိုမှာ RAM စုံမှာပြင်ရောက်ထားတယ်ပေါ့နော် 6128GB 8256 8128 store တွေ3မျိုးဖြစ်ပါတယ်နော် RAM 6 memory 128GB လေးဆိုလို့ရှိရင်တော့839,900 RAM 8 memory 128GB ကိုတော့8,8900နဲ့ RAM 825ဆိုလို့ရှိရင်တော့9,900ကျပ်တဲ့နဲ့ brand new parking တွေကိုမှ color ရောင်စုံလေးနဲ့ရွေးချယ်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့ video blog ရိုက်ကူးမယ်ဆိုရင် 4K resolution လေးရတယ် battery အမြတ်9800ကိုမှ camera ပိုင်းလာမှန်ခုံးမှန်လက်ပွင့်နဲ့ price to performance ရအကျန်းခံပြီးတော့8သိန်းဝန်းကျင်မှာဖုန်းသစ်ချင်းကိုစောင့်မျှော်နေရဆိုလို့ရှိရင်တော့ Redmi Note 15 5G လေးတွေကိုမင်းတို့ iStar Mobile မှာရွေးချယ်ဝယ်ယူအားပေးနိုင်ပါပြီလိပ်စာမကလေးကတော့156လမ်းထိပ်တောင်ဝေပလီမှတ်တိုင်နေနဲ့အမှတ်9နှစ်ရှိလေးရောက်ကန်လမ်းမကြီးတင်ငယ်ညွတ်စံပြသေးပဲဖြစ်ပါတယ်ရှင်အဟောင်းဝေးသေးယူအလက်ထက်ရတာဖြစ်ပြီးတော့ Mr.